ကာကာရဲ့နှလုံးသားတွေကချန်ပီယံလိစကားကြီးမားကျယ်လောင်တဲ့အော်တန်တွေဟာကွင်းထဲကိုပြန်လွင်လာတယ်။ဒါဟာချန်ပီယံလိရဲ့ထူးခဲ့တဲ့ရတာပါပဲ။ဘယ်တော့မှမိနိုင်မှာမဟုတ်ဘူး။ချန်ပီယံလိဖိုင်နယ်ဆိုရင်တွေးကြည့်လိုက်တော့ရင်ကုန်တန်တွေဘယ်တော့တောင်ဆူညာလိုက်မလဲဆိုတာအဲ့ဒီတန်တွေဟာကျွန်တော်နှလုံးသားဝိညာဉ်တွေကိုတိုးဝင်ခုန်ပေါက်နေတယ်။ဂျရက်နဲ့ကိုရစ်ဟာကွင်းလက်စီးလဲမှာဘောလုံးကိုတဲထားတယ်။သူတို့နှစ်ယောက်စလုံးဘောလုံးမထိသေးခင်မှာဘောလုံးက animation ရုပ်ရှင်တွေကရက်တက်နေတဲ့အမြင်ကွင်းလိုပဲကျွန်တော်စိတ်ထဲလှုပ်ရှားမှာဝီစီမုံလိုက်ပါတော့တန်ရီလို့ပြောနေမိတယ်ကျွန်တော်ရဲ့နောက်ကျောဘက်ကိုကြည့်လိုက်ရင်ဒီတာအော်ဒိုနက်စတာမာဒီနီနဲ့ယန်ဂူလော့စကီတို့ကိုမြင်တွေ့နေရတယ်ခန်းစစ်ကတိတ်ပြီးတောင်းတင်းပါတယ်လွန်ခဲ့တဲ့နှစ်ကအခုလိုပဲလီဗာပူးနဲ့အူစတန်ဘူမှာဆုံခဲ့သေးတယ်ပထမပိုင်းမှာ3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပေမဲ့ဒုတိယပိုင်း10မိနစ်တွင်3ဂိုးပြန်ပေးလိုက်ရပြီးပယ်နယ်တီအဆုံးဖြတ်နဲ့ကျွန်တော်တို့အသင်းရှုံးခဲ့ပါတယ်အဲဒီတုန်းကအခုလိုတိတ်ပြီးတောင်းတင်းတဲ့ခန်းစစ်နဲ့ပါပဲဘယ်လိုများဖြစ်ရတာလဲဒီဖြစ်ပျက်ကို logic ရမဖြေရှင်းနိုင်ပါဘူး။ဘိုးရလောက်ကိုထိန်းချုပ်လို့မရဘူးဆိုတာသိနာလဲခဲ့ရတယ်။ဒါပေမဲ့ကြိုတင်ပြင်ဆင်မှုကအောင်ပွဲအတွက်အခွင့်အရေးတွေဖန်တီးပေးနိုင်ပါတယ်။ခန်းစစ်ရှေ့တန်းကကစားသမားတွေကိုကျွန်တော်ထပ်ပြီးကြည့်နေမိတယ်။အမ်ဘရိုစီနီ၊ကတူဆို၊ပီယာလိုနဲ့စီရော့ဖ်တို့ကိုမြင်ရတယ်။အကြီးသွေးထက်ပိုတဲ့ချန်ပီယံအသွေးသားတွေနဲ့စုဖွဲ့ပါ။ကျွန်တော်တို့အသင်းကကိုပိုကောင်းအောင်အမြဲချွတ်မြနေပြီးအပြင်းထန်မောင်းနေတဲ့ရဝန်းကိုပိုင်ဆိုင်ထားပါတယ်။ကျွန်တော်ကောင်းထဲမှာကစားကွက်တွေပုံပေါ်နေမိတယ်။နေရာလွတ်တွေအသုံးချနိုင်အောင်တွေးနေမိတယ်။တစ်ချိန်တည်းမှာကျဲလောင်တဲ့အတန်တွေကကောင်းတဲ့ကိုအဆက်မပြတ်တိုးဝင်နေတယ်။ကျွန်တော်တည်ငြိမ်အောင်လုပ်နေရတယ်။တကယ်တမ်းပွဲကစားရင်နေစနစ်ဆိုင်ရာရွေ့လျားပုံတွေကအလိုလိုဖြစ်လာပြီးသားပါ။ကျွန်တော်ရဲ့အကောင်းဆုံးစွမ်းရည်တွေကိုပြသနိုင်စမြဲပါပဲ။အမှားမလုပ်မိအောင်တတိထားစမြဲပါ။အခုလိုပွဲကြီးတွေဆိုရင်ကျွန်တော်ကပိုပြီးသဘောကျပါတယ်။အမှားလုပ်မိမှဆိုရင်စိတ်ဟာကျွန်တော်ရဲ့ဗန်တီနိုင်ကောင်းကိုမတားဆီးနိုင်ပါဘူး။ချန်ပီယံလိဖိုင်နယ်မတိုင်ခင်ညမှာကျွန်တော်ကချန်ပီယံလိဒီချင်းလေးဖွင့်ပြီးဖျက်ဆီးနေတတ်သူပါ2005ခုနှစ်ချန်ပီယံလိဖိုင်နယ်မှာလီဗာပူးနဲ့ဆုံပြီးအခုနှစ်အကြာမှာပြန်လည်ဆုံပြန်ပါပြီအေစီမီလန်ပရိသတ်တွေကအများရန်စိတ်အားထက်သန်စွာအားပေးနေတတ်ပေမဲ့အခုဖိုင်နယ်မှာစိုးရင်စိတ်ကလေးတွေကန့်ညီနေခဲ့တယ်2005ချန်ပီယံလိဖိုင်နယ်တုန်းကလိုဖြစ်မလားဆိုပြီးတွေးမှုနေကြတာပါဂျရက်ဘောလုံးကိုစတင်ထိတွေ့ပြီးနောက်ကျွန်တော်စိတ်ထဲပေါ်ပါလာပါတယ်ချန်ပီယံဖြစ်လို့စိတ်ဟာကျွန်တော်ကိုငယ်ဘဝလေးစီပြန်လည်ခေါ်ဆောင်သွားတယ်။နေသားတဲ့နေ့တွေမှာအလေတန်းចောင်းသားလေးရဲ့အားလက်ချင်းတစ်ခုလုံးဘောလုံးကန်နေတတ်တဲ့ကိုပြန်လည်မြင်အောင်မိလာတယ်။အဲ့ဒီအတွေ့ဟာကျွန်တော်ကိုအေးချမ်းစေပါတယ်။စိုးထိတ်စိတ်နဲ့ရင်ကုန်တန်တွေကွေပြောက်သွားတယ်။စူညံတန်တွေလည်းမကြားရတော့သလိုပါပဲ။ဘောလုံးအားကစားနည်းကိုချစ်မြတ်နိုးစိတ်နဲ့အတူလွတ်လပ်ပေါ်ပါစွာကစားနေမိတယ်။ကျွန်တော်ဘေးနာကအင်ဇာဂီကရောဘာတွေတွေးနေမလဲ။မန်ယူနိုက်တက်နဲ့စီနီဖိုင်နယ်ပွဲအကြောင်းသူတွေးနေမလား။ပထမကျော် Old Trafford ကွင်းမှာစီရိုနာဒိုကပွဲစား9မိနစ်ကျော်လောက်မှအဖွင့်ကိုသွင်းလိုက်တယ်။အဲ့ဒီနောက်ကျွန်တော်က2ဂိုးသွင်းပြီး Old Trafford ကွင်းကြီးကိုတိတ်ဆိတ်စေခဲ့တယ်။ဒါပေမဲ့ဒုတိယပိုင်းမှာဝေရိုနီက2ဂိုးပြန်သွင်းလို့မန်ယူနိုက်တက်နိုင်ပွဲရခဲ့ပြန်ပါတယ်။တကယ်ပွဲကောင်းတဲ့ပွဲပါပဲ။ကျွန်တော်တို့အသင်းရှုံးနိမ့်ခဲ့ပေမဲ့ရှုံးနိမ့်တယ်လို့မခံစားရပါဘူး။ဒုတိယကျော်ဇန်စီရိုပွဲကအသေးထန်တဲ့မိုးရီတွေကြားကစားခဲ့ရတယ်။အီတလီမီဒီယာတွေကအဲ့ဒီပွဲကို La Partita Perfetta ဆိုပြီးတင်စားကြတယ်။ထူးခြားပြည့်စုံတဲ့ပွဲလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။အဖွင့်ဂိုးကိုကျွန်တော်သွင်းယူခဲ့တယ်ပြီးတော့စီရော့ဖ်နဲ့တီလာဒီနိုကတကိုးစီသွင်းပြီးဖိုင်နယ်စီချီတက်နိုင်ခဲ့ပါပြီလက်စားချေရဆိုတဲ့စကားလုံးကိုကျွန်တော်မနစ်သက်ပါဘူးလီဗာပူးပေါ်2005ချန်ပီယံလိဖိုင်နယ်ရှုံးကြွေးကို2009ချန်ပီယံလိဖိုင်နယ်မှာပြန်ပြီးအနိုင်ယူခြင်းတယ်ကျွန်တော်အတွက်ကံကြမ္မာဆိုးရင်ဆိုင်နေရခြင်းကိုမှတ်မိနေသေးတယ်2009အောက်တိုဘာလအတွင်းမှာဝိဘယ်ပြစ်ဒဏ်ကြောင့်ဆော်ပေါ်လူအသင်းအတွက်ကျွန်တော်မကစားပြနိုင်ခဲ့ဘူးနီးပြကကျွန်တော်ကိုတရက်ခွင့်ပေးတယ်ကျွန်တော်လည်းအဖိုးရှိတဲ့ကယ်ဗယ်နိုဘတ်ကိုအလဲသွားပါတယ်အဲ့ဒီအလဲပတ်ခီးစင်ဟာကျွန်တော်အတွက်ဆိုးရွားလွန်းခဲ့မယ်လို့မထင်ထားခဲ့ဘူးဝါတာဘောက်မှာဆော့ကစားရင်းကျွန်တော်နောက်ပြန်ချော်လဲခဲ့တာပါကျွန်တော်ဦးကောင်းကရေကန်ပေါင်နဲ့ရိုက်မိပြီးအကြီးစားတိုင်ရခဲ့ပါတယ်လေပင်အကာအကွယ်နဲ့အချိန်ကြာကြီးနေခဲ့ရပြီးဘောလုံးပြန်ကစားနိုင်ဖို့မလွယ်ကူခဲ့ပါဘူးတကယ်လို့ဘောလုံးပြန်မကစားနိုင်ရင်ကြောင်းဆက်တက်မယ်လို့တွေးထားပြီးပြီဖျားသခင်ရဲ့ဆောင်ရှောက်မှုကြောင့်ကျွန်တော်ခမနာထက်ပိုပြီးလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်2000ကမ္ဘာဖလားပြိုင်ပွဲဝင်ဘရာဇီးအသင်းမှရွေးချယ်ခံရတဲ့အချိန်ထိတချို့ကကျွန်တော်နာမည်စာလုံးပေါင်းကိုကာကာလာဆာဆာလာသိချင်မသိကြဘူးဘယ်လိုပဲဖြစ်ဖြစ်ဘရာဇီးအသင်းမှာရိုနယ်ဒိုရီဗာဒိုကာဖူရောဘတ်တိုကာလော့စ်တို့လို great တွေနဲ့ရင်ဆိုင်ရတာပြောစရာပါဘရာဇီးလက်ရွေးစင်အသင်းကိုရောက်တော့ကျွန်တော်ကိုပထမဆုံးစကားလာပြောတာရိုနယ်ဒိုပါသူလာပြောတဲ့စကားကပြန်တွေးလိုက်တိုင်းနှွေးမြဆဲပါပဲဘာပဲလို့တွားလိုက်တန်ကအစမိသားစုကိုလွမ်းတဲ့အကြောင်းပြောချင်ရင်ငှစီလာခဲ့ဆိုပြီးကာကာကိုရိုနယ်ဒိုကအားပေးခဲ့တာပါ2022ကမ္ဘာဖလားမှာပွဲချင်းအနည်းငယ်သာကစားခွင့်ရပေမဲ့အသက်20အရွယ်နဲ့ကမ္ဘာချန်ပီယံဖြစ်ခွင့်ရတာဟာတကယ်မမေ့နိုင်စရာကောင်းပါတယ်ကမ္ဘာချန်ပီယံအသင်းသားသူအဖြစ်မီလန်ရောက်ချိန်မှာအန်ဆယ်လော့တီကကျွန်တော်ကိုအထူးဆောင်ရှောက်ခဲ့တယ်
မီလန်ဟာအဲ့ဒီချိန်တုန်းကချန်ပီယံလိကိုစိုးမိုးထားခြင်းပါဒါပေမဲ့သူတို့ရဲ့အရည်သွေးကိုအမြဲတမ်းဗာရှင်းမြင့်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်ကလည်းမီလန်ရဲ့ဂုဏ်ချက်တွေကိုနားလည်ပြီးအစွမ်းကုန်ပေးဆက်ခဲ့ပါတယ်တော်ပိုင်းမှာကျွန်တော်အကြောင်းပြိုင်ဘက်တွေတိတ်မသိကြသေးလို့ကစားရတာလွတ်လပ်ပေါ်ပေါက်ခဲ့ပါတယ်ဒါပေမဲ့ AC မီလန်နဲ့တူစီးရီးချန်ပီယံဆုရပြီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပိုင်ဆိုင်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဒုက္ခအများရပြီပြိုင်ဖက်တွေကကျွန်တော်ကိုအလွတ်မပေးတော့ဘူး။ညာလွတ်ရှာရတာအသိပြီးခက်ခဲလာခဲ့တယ်။ဒီနေ့မှာ AC မီလန်တင်းရဲ့ကစားသမားစွမ်းဆောင်ရည်သုံးသက်ခန်းထဲမှာအန်ဆန်လော့တီကကျွန်တော်ကိုစကားတခွန်းပြောပါတယ်။ဘောလုံးမပိုင်ဆိုင်ထားခြင်းမှာလောက်ရမယ့်ရွေလျားမှုတွေနေရာလွတ်ရှာဖွေပုံတွေအကြောင်းလမ်းညွှန်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကလူငယ်ပြီးကျွန်တော်ကဘောလုံးရရင်ပြေးမယ်လူပေးမယ်ဆိုတာတော့ပဲတွေးခဲ့တာပါအန်ဆာလော့တီကကျွန်တော်ကိုညံလင်းဖွင့်ပေးခဲ့ပါတယ်2009ချန်ပီယံလိဖိုင်နယ်ဒုတိယပိုင်းဟာပြန်တွေးလိုက်တိုင်းရင်ခုန်စရာပါပဲကတူဆိုလူပေးမှားတာကနေဂျက်ရက်အပိုင်းခွင့်ရခဲ့တာပါကိုပြန်ပေးလို့မရဘူးဆိုပြီးကျွန်တော်စိတ်ထဲကရည်ရွံ့နေမှုတယ်ဒါဒီလက်စွမ်းပြပြီးကျွန်တော်ဆူတောင်းပြေးခဲ့ပါတယ်ပွေးပိန်ခါနီး10မိနစ်လိုမှကျွန်တော်အခွင့်အရေးရလာတယ်လေကိုဝအောင်ရှူလိုက်ပြီးနေရာလွတ်ရှာဖွေလိုက်ပါတယ်အမ်ဘရိုစီနီကကျွန်တော်ကိုဘောလုံးပေးလိုက်တယ်ကျွန်တော်ကြည့်လိုက်တော့အင်ဇာကီကိုမြင်ရတယ်။သူကလီဗာပူးခံစစ်လူတွေကြားထဲကနေပြေးထွက်သွားတာမြင်လိုက်ရတယ်။သူ့ရဲ့လမ်းကြောင်းထဲကိုကျွန်တော်အသာလေးပြေးပို့လိုက်ပါ။အင်ဇာကီကကိုသမားကိုလင်ခောက်ပြီးမီလန်အတွက်အနိုင်တေချစီမဲ့ဒုတိယဂိုးကိုသွင်းယူပေးခဲ့တယ်။ပွေပြီးခါနီနောက်ဆုံးမိနစ်မှာကျွန်တော်စိတ်လှုပ်ရှားလွန်ခဲ့ပါတယ်။2005ချန်ပီယံလိဖိုင်နယ်တုန်းကတော့ထပ်ပြီးမဖြစ်ချင်ဘူး။ဝေးပြီးခါနီးလေးလေးကျွန်တော်တို့ဂိုးဧရိယာနဲ့ဝေးနိုင်သမျှဝေးအောင်ဘောလုံးကိုကန်ထုံမိလိပါပဲကွင်းလေတိုင်းရေးပွေးသိမ်းဝီစီမဟုတ်ပါတော့လို့ပြောနေမိတယ်အဲ့ဒီနေ့ချန်ပီယံလိမှာတွင်းဂိုးအများဆုံးအဖြစ်ကျွန်တော်ရပ်တည်ခဲ့တယ်ဘလွန်ဒီယောနဲ့ The FIFA Best Man Player ဆုတွေကျွန်တော်ပိုင်ဆိုင်ခဲ့တယ်2009ချန်ပီယံလိဖိုင်နယ်ပွေးပြီးမြက်ခင်းဘော်ဒူတောက်လိုက်ခြင်းမှာကျွန်တော်အတွေးတွေစုံလင်နေခဲ့တယ်အဝတ်စားတွေလုံးထွေးထားတာကန်ခဲ့ရတဲ့ကလေးလေးငားများရတာကိုသဘောကျတဲ့လူငယ်လေးဘောလုံးသမားဘဝကိုအရှုံးပေးလူနီးပါးဖြစ်ခဲ့သူမိဘတွေစီကအပိစကားတံကိုဥထိတ်ထားသူဦးခေါင်းတန်ရရပြီးတေလူမျောပါဖြစ်ခဲ့သူမီလန်ဂျာစီကိုချွတ်ပြီး I belong to Jesus စာသားပါဂျာစီနဲ့ကျွန်တော်စိတ်လှုပ်ရှားစွာအောင်ပွဲခံနေမိတယ်ကြီးမားကျယ်လောင်တဲ့အော်တန်တွေကကွင်းထဲကိုပြန်လွင်လာတယ်ဒါဟာချန်ပီယံလိရဲ့အထူးခဲ့တဲ့အရာသာပါပဲဘယ်တော့မှမိနိုင်မှာမဟုတ်ဘူးချန်ပီယံလိဖိုင်နယ်ဆိုရင်တွေးကြည့်လိုက်တော့ရင်ခုန်သားနဲ့ဘယ်လောက်တောင်ဆူညာလိုက်မလဲဆိုတာအဲ့ဒီအတန်တွေဟာကျွန်တော်နှလုံးသားဝိညာဉ်တွေကိုတိုးပုံခုန်ပေါက်နေခဲ့တယ်